Hello ဒါလေးကတော့ခုနလေးကမှခူးလာတဲ့လက်ဆက်ဆက်ကတဲ့ရွက်ပဲဖြစ်ပါတယ်ဒီကတဲ့ရွက်တွေကိုတချို့ကိုချင်ဖက်တဲစားမယ်တချို့ကိုကတဲ့ရေစိမ်းလှုပ်စားမယ်သူကဘာအရသာလေးလဲဆိုတော့ခါတက်တဲ့အရသာလေးလေကျမလေးကတဲ့ရေစိမ်းစားတဲ့ခါတိုင်းဘာခံစားရလဲဆိုတော့ဒီရင်ခေါင်းတွင်းမှာအေးမြလာတယ်ကွာထမင်းစားလို့လဲပူဝင်နေကတဲ့ရွက်ကိုစားရင်ဘာတွေဖြစ်လာမလဲဆိုတော့စီလန်းချောင်းတန့်ရှင်းလာမယ်စီးကြောက်တွေယောနေလာမယ်အစာမကြေလေထိုးလျောင်းတာတွေပျောက်ကင်းလာမယ်အစာစားခြင်းစိတ်တွေတိုးပွားလာမယ်ကတဲ့ရွက်မှာ detox effect ရှိလို့အသည်းကတန့်ရှင်းလာမယ်ကျမတို့ရဲ့ကိုယ်ပဲခန္ဓာကိုယ်ကြီးကိုနေ့စဉ်အသုံးပြုနေရတာလေအဲ့တော့ခန္ဓာကိုယ်ရဲ့ကဇောက်ကက်အသည်းတို့ဟာအစိတ်တွေစုပုံပြီးညှဉ်းနှွမ်းလာကြတယ်အစာလဲဆေးလဲအစာဆိုသလိုခန္ဓာကိုယ်ရင်းကိုစီးကြောတန့်ရှင်းပေးတဲ့အစားအစာမျိုးတွေကိုမကြာခဏဆိုသလိုစားပြီးတင်ပါတယ်။ကြတဲ့ရက်ကလည်းဒီစားသုံးသင့်တဲ့အထဲမှာပါပါတယ်။ဒီဗီဒီယိုလေးကတင်းတွက်တစုံတရာအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ကြည့်ရှုပြီးလို့လည်းကျေးဇူးတင်ပါတယ်။ပြန်တွေ့ကြမယ်။